င်္ဂလာပါခုတလောဂျီမီနဲ့ပတ်သက်ပြီးတော့လာမေးကြတဲ့ပြဿနာတွေတော်တော်များများတွေ့နေရတဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဂျီမီကဘာတွေဖြစ်ကြလဲဆိုတော့ password တည်တယ်ပြန်ဝင်လို့မရဘူးဆိုတဲ့ပြဿနာတွေဖြစ်တယ်ကိုချခိုင်းတော့လည်းမြန်မာဖုန်းနံပါတ်ဖြစ်နေတဲ့အတွက်ကိုကမချပေးကြဘူးပေါ့နော်ကျွန်တော်တို့ပြန်ဝင်ကြည့်တော့လည်းအဲ့ဒါတွေတော်တော်များများအဆင်မပြေတာတွေများတယ်အဲ့တော့ကျွန်တော်ဘက်ကအဲ့လိုမျိုးဖြစ်ရအောင်ကျွန်တော်ဘက်ကကြိုတင်ပြီးပြင်ဆင်ထားဖို့လိုတယ်ကြည့်ဒီဗီဒီယိုကြည့်နေပြီဆိုရင်လည်းအခုချက်ချင်းအဲ့ဒီလိုမျိုးတွေလိုက်ပြီးတော့လုပ်ထားဖို့အတွက်အကြံပေးခြင်းနဲ့ပထမဆုံးကတော့ကိုယ်တိုင်လုပ်တတ်တယ်ဆိုရင်ကျွန်တော်တို့သုံးနေတဲ့ Gmail အကောင့်မှာကျွန်တော်ကနိုင်ငံခြားကိုရောက်နေခဲ့သည်ရှိတော့ကျွန်တော်လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ရဲ့ Gmail ထဲမှာထည့်ထားရမယ်အဲ့ဒါမှကိုကချပေးမှာပေါ့နော်မြန်မာဖုန်းနံပါတ်ဆိုရင်ကိုကမချပေးတဲ့ပြဿနာတွေကတော်တော်များများဖြစ်နေတာဆိုတော့နောက်ဒီလမ်းတစ်ခုကတော့အကယ်၍နိုင်ငံခြားမှာလည်းမဟုတ်ဘူးမြန်မာနိုင်ငံမှာပဲရှိနေတယ်ဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုဖွင့်ပြီးတော့ recovery mail အနေနဲ့ထည့်ထားလိုက်ပါအဲ့ဒါဆိုရင်ဖုန်းနံပါတ်တွေကိုကိုချစရာမလိုဘဲနဲ့ recovery mail ကိုကိုချပေးပြီးတော့ကျွန်တော်တို့ Gmail ကိုအလွယ်တကူပြောင်းဝင်လို့ရမယ်ပေါ့နော်ဒါကတော့အကြံပေးတာတတိပေးတာပေါ့နော်အကယ်၍စောစောကနီလန်ကိုကိုယ်တိုင်အလွယ်တကူမလုပ်တတ်ဘူးဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်လို့ရပါတယ်အကယ်၍လုပ်တတ်တဲ့လူတွေဆိုရင်တော့ဒီနေရာမှာရက်ပြီးတော့ကိုယ်တိုင်သွားလို့ရပါတယ်လုပ်တတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အတူတူဆက်ပြီးတော့လုပ်ကြည့်အောင်ဒီမှာတော့ Gmail အကောင့်နဲ့ဝင်ဖို့ကျွန်တော်ကတော့အလွယ်တကူပဲ Play Store ကနေပဲဝင်လိုက်ပါမယ်ညာဘက်ထားမှာကျွန်တော်တို့အကောင့်လေးကိုနှိပ်မယ်ပြီးရင်ဒီနားမှာ recovery mail ထည့်ခြင်းတဲ့အကောင့်ဟုတ်မဟုတ်တစ်ချက်စစ်မယ်မှန်တယ်ဆိုရင်တော့ manage your Google account ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးရင်တော့ security and science ဆိုတာနှိပ်မယ်ဒီနေရာမှာဆိုရင်တော့ recovery phone မှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အသစ်ထည့်လို့ရပါပြီ။အောက်က recovery email နေရာမှာတော့ကျွန်တော်တို့အသစ်ဖွင့်ထားတဲ့ Gmail ကိုထည့်ပြီးတော့ Gmail တွေကိုကုတ်ချပေးပါလိမ့်မယ်။အဲ့ဒီကုတ်ကိုထည့်လိုက်ရင်ဒီနေရာမှာ recovery mail ချိန်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်နောက်တစ်ခါကျွန်တော်တို့အကောင့်တွေကိုပြန်ဝင်ခြင်းတဲ့အခါဖုန်းနံပါတ်တွေကိုကုတ်မချတဲ့ပြဿနာမျိုးတွေမဖြစ်တော့ပါဘူး။ recovery mail တွေကိုကုတ်ချပေးမှဖြစ်တဲ့အတွက်အားလုံးအဆင်ပြေသွားပါပြီ။အရင်လွယ်ပါတယ်လိုက်လို့ရမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။